အားလုံးပဲမင်္ဂလာပါရှင် မင်္ဂလာပါသမီး ဟုတ်သမီးနာမည်ကတော့နော်စီဖောရာဖြစ်ပါတယ်ရှမ်းပြည်နယ်တောင်ကြီးကလာရောက်ရှင်ပြိုင်ခြင်းဖြစ်ပါတယ်တန်စံတွေနဲ့ယဉ်နေခဲ့ချိန်တွေဘာရဲ့မှလည်းမသိတတ်တဲ့ချိန်တွေအဖြူရောင်ချုံလန်းခဲ့တဲ့နေ့ရက်ထဲမှာပျော်မွေ့ရင်ခင်မမှုလေးယူသားလို့နေတော့အပြာရောင်လေးညင်တိုက်ခိုင်ရင်လာတော့ဒီလိုသာတို့ခီးလန်းရှိဆက်လန်းရင်အရင်လိုပါမျိုးဆုံးရှုံးသွားရတော့မှဆုံးနေမိတယ်အဖြူရောင်လေးကိုစီးလေမစိုးနဲ့အယောင်ပြန်လွင်အောင်လဲမင်းမလုံးနဲ့အဖြူတဲ့လေးရဲ့တိုင်းပဲထားခွဲတငယ်ချင်းရဲ့အခင်မလေးရီလေးမင်းမယောနဲ့ခင်နာချပူပြီးလေမတူနဲ့အဖြူရောင်မြင့်ငယ်လေးတဲ့တိုင်းပဲစီစဉ်သွားခြင်းတဲ့အဖြူရောင်လေးကိုစီးလေမစိုးနဲ့အယောင်ပြန်လွင်အောင်လေးမင်းမလုံးနဲ့အဖြူတဲ့လေးရဲ့တိုင်းပဲထားခွဲတငယ်ချင်းရဲ့အခင်မလေးရီလေးမင်းမယောနဲ့ခင်နာချပူပြီးလေမတူနဲ့အဖြူရောင်မြင့်ငယ်လေးတဲ့တိုင်းပဲစီစဉ်သွားခြင်းတဲ့အဖြူရောင်မြင့်ငယ်လေးတဲ့တိုင်းပဲစီစဉ်သွားခြင်းတဲ့အားလုံးပဲကျေးဇူးတင်ပါတယ်ရှင် ကျေးဇူးပါသမီးလေး